皆さん、こんにちは。အခုကမိမိခါရ Oboweru grammar ရဲ့နံပါတ်9ပေါ့။မာမီလဲN1 ပေါ့မိမိခါရ Oboweru grammar ရဲ့မာမီလဲဆိုတဲ့ grammar လေးမာမီလဲဆိုတဲ့ grammar လေးကိုလေ့လာသွားမယ်ပေါ့နော်။မာမီလဲဆိုတာကလေဒါသူကN2 မှာကြရသင်ခဲ့ရတယ်ပေါ့။မာမီလဲဆိုတာတစ်ခုခုကသူကသူ့ရဲ့အဓိပ္ပာယ်ကဒီမှာလေခိတာနိုင်မိုနိုက human zan time ပေါ့နော်။ခိတာနိုင်မိုနိုက human zan time นี่ဆိုတဲ့ idu jaw time ပေါ့နော်။ညစ်ပတ်တဲ့အရာတွေကမျက်နှာပြင်တစ်ခုလုံးမှာဗာလဲတွေ့ကပ်နေရလားမျက်နှာပြင်တစ်ခုလုံးမှာရှိနေတယ်ပေါ့နော်ရှိနေတယ်ဆိုတဲ့အခြေအနေပေါ့ဥပမာဆိုလို့ရှိရင်ဘယ်လိုသွေးအလိမ့်လိမ့်တို့ဥပမာချွေးတပြိုက်ပြိုက်တို့အဲ့လိုမျိုးပေါ့နော်တစ်ခုခုကညစ်ပတ်တဲ့အရာတွေကတစ်ခုခုမှရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါဆိုသူကဒီလိုမျိုးအချိပံကိုသွားကြည့်မယ်ပေါ့နော်သူကကြတော့တဲ့နောင်းနဲ့လိုက်တယ်ပေါ့နော်အချိပံကပြောအင်းနိဝါဒန်ရှာနောဂျီကောတဲ့ချီမာမီတဲ့နီနာတာဟီတိုကစုကိတိုယောဘာလက်တက်ခိတာごめんなさい運ばれてきたပြောအင်းဒီဝါဒီမှာဆိုရင်စိတ်ယုံမှာဆိုလို့ရှိရင်ပေါ့နော်စိတ်ယုံမှာဆိုရင်ယထာမတော်တဆမှုကြောင့်မှုလို့ချီမာမီလဲဆိုတော့သူ့ရဲ့လိမ့်ဖြစ်နေတဲ့လူတွေကစုကိထပ်ပြီးတော့ဟာကိုပါတဲ့တက်ခိတာခေါ်ဆောင်ခြင်းကိုခံရတယ်ပေါ့နော်အဲ့လိုမျိုးသုံးတာပေါ့နော်အဲ့ဒါဆိုဒီမှာကချီမာမီလဲအဓိကချီမာမီလဲပေါ့နော်သူ့ရဲ့လိမ့်ကိုသူပြောချင်တာပေါ့နော်နောင်းနဲ့လိုက်တယ်နော်အဲ့ဒါဆိုရင်နိဗ္ဗာန်ကစံချီကံမို့စကအိုရှိတဲ့အီတမှုစကောဝအာဇဲမာမီတဲ့ဒိုရိုမာမီလဲနိနတ်တဲ့ခိတာခုစတာ3နာရီလောက်တောင်ဘလုံးကန်နေတဲ့သားကတဲ့ချီအာဇဲမာမီတဲ့သွေးမဟုတ်သွေးတောင်ဖြစ်တဲ့ဟိုပါပေါ့ချွေးတရွှဲနဲ့ပြီးလို့ရှိရင်ဒိုရိုမာမီလဲဆိုတာကရှုံအလိမ့်နဲ့ပေါ့ရှုံလိမ့်နဲ့ဖြစ်ပြီးတော့ခိတာခုစတာအိမ်ပြန်လာခဲ့တယ်ပေါ့နော်အဲဆိုရင်ဒီမှာအာဇဲမာမီလဲဒိုရိုမာမီလဲသူကလေခိတာနိုင်မိုနိုတွေကလို့ခိတာနိုင်မိုနိုတွေရှိနေရဆိုတဲ့ grammar ပေါ့နော်မာမီတဲ့လို့သုံးတယ်နောက်ထပ်အဲ့ဆိုရင်ဒီမှာသူကဘယ်လိုအမျိုးလေးနဲ့သုံးတယ်ဆိုတော့ဟိုကောဒီမာမီတဲ့အာဖူရာမာမီလဲအကမာမီတဲ့ဆိုတဲ့ဟာမျိုးဟိုကောဒီဆိုတာဖုံအလိမ့်ပေါ့နော်သူကအာဖူရာမာမီလဲဆိုအာဖူရာဆိုတာစီပေါ့စီတွေနဲ့ဘယ်လိုလဲစီတရွှဲလို့ပြောမလားဘယ်လိုပြောမလဲစီတွေနဲ့ပေါ့နော်စီတွေနဲ့နောက်တစ်ခုကကြတော့တဲ့ဒီကအကဆိုတာလေအညစ်အကြေးကိုပြောတာပဲအညစ်အကြေးတွေနဲ့ပေါ့နော်အဲ့လိုမျိုးမာမီလဲဆိုတာတခုကခိတာနိုင်မိုနိုတွေကအဲ့လိုမျိုးတွေ့ကပ်နေတဲ့အခြေအနေတခုကိုပြောတာပေါ့နော်အဲ့ဒါဆိုရင်သူကဒီမှာလဲလေဒါနဲ့သွားပြီးတော့ဒါလေးကကြတော့ verb ပေါ့နော် dictionary သူကဒီလိုမျိုး dictionary found verb ပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့သွားတာပေါ့နော်အဲ့ဒါဆိုရင်သူကဒီလိုမျိုးအနေထားဖြစ်သွားပြီဆိုလို့ချင်းပေါ့နော် taxan ဆိုတဲ့အများအပြားဆိုတဲ့ပုံစံလေးနဲ့ဘာသာပြန်ပေးရမယ်ပေါ့နော်အဲ့ဒါဆိုရင်一番をသွားမယ်父は家族のために毎日汗にまみれて働いているဟုတ်တယ်နော်အဖေတွေကအရန်ကိုမိသားစုအတွက်တကယ်အလုပ်လုပ်ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာအဖေကဆိုလို့ရှိရင်မိသားစုအတွက်တဲ့နေ့တိုင်းအာဇဲနီမာမီတဲ့ဒီမှာအာဇဲနီမာမီတဲ့သူကလေ verb ပုံစံမျိုးနဲ့ပေါ့နော်အဲ့လိုမျိုးသုံးထားတာဒီမှာဆိုရင်သူက noun ပုံစံနဲ့ပဲအနောက်ကလည်းသူက noun ပုံစံနဲ့ပဲချိတ်ထားလိုက်ဒီဟာကျတော့သူက verb ပုံစံမျိုးနဲ့လေဒိုးချီပုံစံမျိုးနဲ့လာချိတ်ထားတာပေါ့နော်အဲ့ဒါဆိုရင်ဒီမှာကကြတော့အာဇဲနီမာမီတဲ့ဟာတာရိုက်တဲ့ဤလူပေါ့နော်ချွေးတွေအများပြားနဲ့ချွေးတွေအများပြားထွက်ပြီးတော့အလုံးလုံးနေတယ်ပေါ့နော်ဖေကနောက်တစ်ခုက今は姿いないがその手垢にまみれた事象は捨てられないအခုအသုံးမပြုအခုမသုံးတော့ပေမဲ့လေတဲ့အဲ့ဒီတဲ့အာကနိဆိုတာကြောင့်လက်အရာတွေပေါ့နော်ဒီနေရာမှာတဲ့အာကဆိုတာအညစ်အကြေးကိုပြောတာပေါ့နော်တဲ့အာကဆိုတော့လက်အညစ်အကြေးလို့မပြောဘဲနဲ့ပြောမယ်ဆိုလက်ကနေတစ်ခုခုစွန်းထင်းလက်ကနေအဲ့လိုမျိုးလေးပေတဲ့အဲ့လိုမျိုးအရာလေးတွေပေါ့ပြီးလို့ရှိရင်လက်ရာတွေပါအဲ့လိုမျိုးတွေနဲ့တဲ့အာကနိမာမီတဲ့တဂျီရှောပေါ့နော်အဲ့လိုမျိုးလေးနောင်ဖြစ်သွားတာပေါ့နော်ဒါဆိုလို့ရှိရင်သူက verb နဲ့နောင်နဲ့လာချိတ်သွားတော့နောင်ပုံစံလေးဖြစ်သွားလက်ရာတွေပေနေတဲ့ဒီအပိဓာန်ဆိုလို့ရှိရင်စွတ်တဲလာလဲနာမလွတ်ပြစ်နိုင်ဘူးပေါ့နော်ဟုတ်တယ်နော်သူကကိုယ့်ရဲ့ဂျပန်စာအုပ်တွေကိုကိုလည်းအခုချိန်ထိ N5 ကနေပြီးတော့ N1 ဒီစာအုပ်တွေအများကြီးပဲရှိတယ်ဒါပေမဲ့လွတ်ပြစ်မလားဆိုဘယ်ဟိုစာအုပ်တွေကလည်းဟိုလိုလိုပဲဒီစာအုပ်တွေကလည်းဒီညမှာလူတွေနဲ့အဲ့လိုမျိုးမလွတ်ပြစ်နိုင်ဘူးပေါ့နော်စမ်းပန်ကခရှုအေဝစုခိဒီမှာစုခိစကန်ဒါရူပေါ့နော်စကန်ဒါရူဆိုတာစကန်တယ်ကိုပြောတာပေါ့နော်အရှုပ်တွေပေါ့အရှုပ်တော်ပုံလို့ပြောတာပေါ့နော်အဆိုတော့အေပေါ့နော်ခရှုအေဝစကန်ဒါရူနီမာမီလက်နေခီအို
ushinate tai insta ပေါ့နော်အဲဆိုတော့အေးရဆိုလို့ရှိရင်တဲ့အရှုပ်တော်ပုံတွေအများမြောင်များစွာနဲ့လူကြိုက်များမှုတွေက ushinate ရောနေပြီးတော့ insta ဆိုတာကအနားယူခဲ့ဆိုတော့ဘဝနဲ့သူအနားယူခဲ့ဆိုတဲ့အကြောင်းပြောတာပေါ့နော်ဟုတ်ပြီနော်အဲ့ဆိုသူကကြတော့မာမီလဲရုအနောက်ကရုဆိုတဲ့ verb လေးနဲ့ဆုံးမယ်ဆိုရင်သူ့ကိုအများအပြားဒီမှာဆိုရင်ချွေးအများအပြားလက်ရအများအပြားပေါ့နော်အများကြီးပဲပေါ့နော်နောက်တစ်ခုကကြောင့်အရှုပ်တော်ပုံအများအပြားနဲ့အဲ့လိုမျိုးဖြစ်သွားရဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးသူကအပေါ်ကဒီလိုမျိုးခိတာနိုင်မွန်နိုတွေနဲ့ခိတာနိုင်မွန်လာဖြစ်တဲ့ဟိရာကနာနဲ့မာမီလဲဆိုလို့ရှိရင်အလိမ့်လိမ့်သွေးလိမ့်လိမ့်အဲ့လိုမျိုးချွေးတတိအဲ့လိုမျိုးနဲ့သုံးပြီးတော့မာမီလဲဒူးနဲ့ဆိုအများအပြားဆိုတဲ့အထိပ္ပယ်လေးနဲ့သုံးတယ်ပေါ့နော် hi အဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကဒီမှာပဲပေါ့နော်နောက်ထပ်နိဆိုကူစတဲကိုလည်းနောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့လေ့လာရအောင်နော်